Ok, alo mình là ba khu số yên. Nhi bọn này ngang ngô, đủ địa ạch chỉnh tòa mà phía đề bọn nó. Phía xì rì thề bì đó, đi được họ cổ chạy đệ bộ lợi anh nè bè. Bắt đầu mẹ bọn nó. Lợi bộ lợi cả, mì mìa lệ. Sẵn này phía xì rì lệ. Am là ya đồ bọn nó. Bỏ bàn rì, tablet lì bọn. Ok, khu lì xê của giao lạc khe bì. Rồi, chạy ngông đà gù xa mẹ, chạy ngông đà xa bì lô xì yên. Mà check in လုပ်ပါမယ်အဲ့တော့ကိုလေးစိတ်ရောက်လာပြီမှကျွန်တော်တိုင်ခဏပတ်သွားသေးပဲเนาะလေးစိတ်မှာအဲ့တော့ဆရာတော်ဘုရားကညီဘောနိုင်ငံမှာစောင့်နေတယ်ကျွန်တော်သွားတော့ဒါကျွန်တော်ရဲ့ဒုတိယအကြိမ်ဖြစ်တယ်ပေါ့เนาะဆရာတော်ဘုရားကဟေမွန်ဒါတော့သွားမှာဖြစ်တဲ့အတွက်မဟာဝုံတော်နေထွက်ပြီးတော့ဟေမွန်ဒါတောင်ကိုသွားပါမယ်မနေ့ပြန်ကျွန်တော်ရောက်မယ်ရောက်ပြီးလို့ရှိရင်တော့ဟေမွန်ဒါတော့ကိုသွားကြမယ်ပေါ့เนาะအဲ့တော့ညီဘောကိုသွားတာက3နိုင်ခွဲလောက်စီးရတယ်လေရင်စထွက်ပြီးတော့3နိုင်ခွဲလောက်စီးရမှာပေါ့เนาะဒါပေမဲ့ဒီတစ်ခေါက်ရတော့တယောက်တည်းပဲဖြစ်သွားတယ်ဒီတစ်ခေါက်ကတော့ဆရာတော်ဘုရားလည်းပါတယ်ပေါ့เนาะဒါတွေကဟေမွန်ဒါတောင်ပေါ့အဝေးနေလမ်းမြင်နေရတဲ့တောင်တစ်လျှောက်မှာပေါ့เนาะအဲ့တော့3နိုင်ခွဲချိန်လောက်မှာကမ္မဒူမြို့နီပေါနိုင်ငံရဲ့ကမ္မဒူမြို့ကိုရောက်ရှိခဲ့တယ်ပေါ့နော်အဲ့တော့အရင်တစ်ခေါက်ကကမ္မဒူရောက်တဲ့ခါကျတော့ဗီဇာတွေကောင်းကောင်းမပြင်ဆင်လာတော့အဲ့မှာတိုင်ပတ်သေးတယ်2နာရီလောက်မှတော့ဒီတစ်ခါတော့အတွေ့အကြုံရသွားပြီဆိုတော့တေချာလေးပြင်ဆင်လာတယ်တိုင်မပတ်တော့ဘောနော်မလေးစစ်လေးရောက်လာပြီတော့ချက်အင်လေးလုံးမှာပေါ့နော်ချက်အင်နဲ့immigration ဖြတ်မှာဗီဇာလေးလည်းထုပြီးတော့ immigration ဖြတ်မှာဒီတစ်ခေါက်တော့တလအစာပဲထပ်ပြီးယူတာပေါ့နော်တလအစာကို$50ပေးရတယ်ပစ္စည်းလေးရွေးပြီးတော့မှအပြင်ကိုထွက်လာပဲเนาะပြီးတော့ဒီမှာပြန်တော့လာကြိုလေးတယောက်သွားတာပေါ့เนาะရင်ခေါ်ဆရာတော်ဖျားပါတယ်ခုတော့ကမ္မဒူမြို့ထဲကိုရောက်ရှိပြီမှာတက္ကစီသမားကလာကြိုတဲ့ဟိုတယ်ရပါတို့တက္ကစီနဲ့တို့လာကြိုတယ်ပေါ့အခုဟိုတယ်ကိုသွားမှာပေါ့နော်စံတော်ချိန်3နိုင်ခွဲလောက်ရောက်တယ်ထွက်ချိန်တော့က7နိုင်လောက်ထွက်လာခဲ့တယ်ကျွန်တော်ဟိုတယ်ကိုရောက်လာပြီကျွန်တော်ပြင်လောက်ထားတဲ့ဟိုတယ်လေးမှာလည်းနော်ဒီ3နိုင်ခွဲလောက်စီးလိုက်ရတယ်အဲ့တော့နည်းနည်းလေးအိတ်ငိုက်တာနဲ့ခဏလေးနားပြီးတော့ညနေကျရင်လို့ရှင်တော့ပိုက်လည်းနည်းနည်းစနေခဏနားပြီးတော့ညနေစာသွားစားမှာပေါ့နော်ခုတော့ခန်းထဲတော့ရောက်လာပြီဒါကမ္မဒူမြို့နေပေါ်နိုင်ငံရဲ့မြို့တော်လေးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်တယ်နော်